အားလုံးမင်္ဂလာပါဗျပြင်းလို့ကိုရေးထားတဲ့စာသားအကျဉ်းလေးခဏကောက်អော်ကြည့်ရခိုင်မှာပွင့်တဲ့ပန်းရခိုင်မှာပွင့်တဲ့ပန်းတရှင်းနာမည်ရခိုင်မှာပွင့်တဲ့ပန်းဆိုကြည့်ကိုလည်းရေးထားတော့လေစိမ့်စိမ့်ညိုညိုရိုးမှာတောင်းလို့တိမ်ညိုရဲမိုင်းအောင်ငါသာဆိုင်ခေလေးမေနဲ့မောင်ပြုံးမျိုးရွှင်မျိုးဒီလိုငယ်နေ့ရက်တွေကိုလေးတွေ့မိလေးတိုင်းအလွမ်းမပြေမုံရင်မလေးငိုဝဲကဆင်းမပြေတာတေလို့စနေကေလို့ပူပြပါအခုတော့ချစ်သူမေရဲ့အချစ်ကိုမညာအပြစ်ကိုချ၍ကိုယ်နဲ့ဝေးရပြေခဲ့ပြီလေဆွေးမြေရမြေဒီလူအသေးကိုမုံမမေပါမေပါမုံမပန်းတစေရမုံမဝိသောပန်းမူအမြင်လိုပဲတင်ပြပါစေနေထီလိုမညို့ပန်းမိုးဆိုးနဲ့မတူပါစေရခိုင်မှာပွင့်တဲ့ပန်းရဲ့ရခိုင်မှာပွင့်တဲ့သစင်ရဲ့မောင်ကြီးစုပန်ရွှေနေ